ခုနှစ်ရက်သားသမီးအားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေ။ညီမရိုးရာပင် channel မှာပြန်လည်လို့ကြိုဆိုလိုက်ပါတယ်။ဒီကနေ့မှာတော့တနေ့လာသားသမီးများကြိုတင်ချိန်ဆနိုင်ရန်အတွက်ဆရာကြီးစံစာနေဖို့ညီမရိုးရာအထာဟောကိန်းစာအုပ်မှာဟောကြားထားသောတနေ့လာသားသမီးများအတွက်2026ခုနှစ်ဇန်နဝါရီလ18ရက်နေ့မှဖေဖော်ဝါရီလ1ရက်နေ့အထိ15ရက်စာကြံပြုဟောစတန်ကိုပြည့်ပြည့်စုံစုံဖတ်ကြားပေးထားပါတယ်။အစီအစဉ်လေးမစခင်မှာတအူးစေတနာတအူးမြတ်တာဆိုသလို subscribe လေးနေပေးတဲ့ကိုတောင်းဆိုပါစေအသစ်တနိုင်တရားအောင်လဲဘေးနာအခေါင်းလောင်းလေးကိုလည်းနှိပ်ထားပေးခဲ့ဖို့မမေ့နဲ့နော်တနေ့လာသားသမီးများအတွက်15ရက်စာဟောစတန်ဒီကာလအတွင်းမှာမိကောင်းဆွေကောင်းများထမ်းမှအကူအညီအထောက်ပံ့ကောင်းများရရှိမယ်။ရှင်ရဲဘဝအနေထားမှပုံမမြမသောဘဝအနေထားသို့ကူးပြောင်းတိုးတက်မယ်။တွေ့ဝေဒုရဖြစ်လွယ်မယ်။ငွေကြေးကံကောင်းနေမယ်။ဆုံးဖြတ်ပြီးလောက်ကိုင်းလိုက်သောကိစ္စများမှာကောင်းသောတိုးတက်ခြင်းများရရှိမယ်။အတတ်ပညာအတွက်ဆောင်ရွက်နေသူများထူးခြားသောတိုးတက်မှုများရရှိမယ်။ပညာဖြင့်အလုပ်အဆင့်ဘဝအဆင့်တိုးတက်မယ်။ပြပအတတ်ပညာလေ့လာရန်စီစဉ်ထားသူများလိုရာအောင်မြင်ပါလိမ့်မယ်။အထက်လူကြီးများထံမှကောင်းသောမဆမှုထိတွေ့မှုများရရှိမယ်။မိတ်ဆွေကောင်းများနဲ့တွေ့ကြုံရမယ်။အလုပ်လုပ်ကိုင်နေသူများအဖို့အလုပ်အဆင့်ယာရုအဆင့်တိုးတက်မယ်။မင်္ဂလာရှိသောသတင်းစကားများကြားသိရမယ်။ခရီးနှင့်ပတ်သက်သောကံကောင်းလင်ကစားမြောက်ရက်သို့ခရီးသွားခြင်းကိုအထူးဂရုစိုက်၍သွားတတ်ပါတယ်။အခြားရက်ဒေသများသို့သွားပါကကိစ္စမရှိပါ။ချမ်းမြေနေရာထိုင်ခင်းကိစ္စစကားပြောဆိုမှုများအောင်မြင်မယ်။အရွယ်ရောက်သူများအဖို့အိမ်တော်ရေးကိစ္စများမြစ်တာရေးကိစ္စများအထူးကောင်းပါတယ်။အိမ်တော်တွေများအဖို့လည်းအိမ်တော်ဘက်နှင့်ပတ်သက်သောကောင်းသတင်းများကြုံတွေ့ကာကြားသိရမယ်။စနေနေ့ဗုဒ္ဓနေ့မွေးသူများကိုအကြောင်းပြု၍စိတ်နှောင့်ယှက်အနှဲငယ်ရှိနိုင်ပါတယ်။အိမ်တွင်9ကနန်း4ကနန်းများတွင်လက်တံညွင်ပြီးရက်တံပြည့်ရွံ့နေသောနိုင်များရှိလိမ့်မယ်။ချက်ချင်းပြင်ဆင်လိုက်ပါ။ဇန်နဝါရီလ22ရက်26ရက်28ရက်29ရက်30ရက်နေ့များတွင်အရာရာအဆင်ပြေမယ်။ဆောင်ရွက်သမျှထွန်းထွန်းပေါက်ပေါက်ရှိမယ်။သူတစ်ပါးနှင့်ရှင်လိုက်တိုင်းမိမိဘက်မှအသာစီးရမယ်။ကြာနေသောရပိုင်ခွင့်များလက်ဝယ်ပြန်လည်ရရှိမယ်။စီစဉ်ဥစ္စာဓနတိုးပွားမယ်။ကျေးဇူးရှိသူများအဖို့ပြန်လည်ကူညီနိုင်ခြင်းကျေးဇူးဆနိုင်ခြင်းကြုံရမယ်။ငွေကြေးကံကောင်းပါတယ်။ဇန်နဝါရီလ18ရက်20ရက်25ရက်ဖေဖော်ဝါရီလ1ရက်နေ့များတွင်တွားတဖုံဒုက္ခပေးမယ်။မတိမြဲသောမြေတားရေးကိစ္စများကြုံရမယ်။စနေနေ့ပစ္စည်းဖနက်အထည်ထီစသည့်အသစ်များဝယ်ယူရန်မသင့်ပါအဝင်းမတော်ပါ။အိမ်ကိစ္စမိသားစုကိစ္စများအတွက်အချိန်ကုန်လူပန်းနှင့်ဆောင်ရွက်ရခြင်းများရှိမယ်။လုပ်ငန်းလုပ်သောသူများအဖို့တောက်ကြနေ့စနေနေ့မွေးသူများနှင့်ပူးပေါင်းလုပ်ကိုင်ရင်စိတ်နှောက်ယှက်ကတိကောင်းများဖြစ်ပေါ်တတ်ပါတယ်။ဇန်နဝါရီလ19ရက်21ရက်23ရက်24ရက်31ရက်နေ့များတွင်အခက်အခဲများကိုဖြေရှင်းနိုင်မယ်။တလွန်သောအခွင့်အလမ်းများနှင့်ပြောင်းလဲတိုးတက်မှုများဖြစ်ထွန်းမယ်။ငွေကြေးကံကောင်းပါတယ်။စီးပွားတိုးတက်မှုများဖြစ်ထွန်းမယ်။တနေ့လာနှံအင်္ဂါနှံလုပ်ငန်းများမှာကောင်းသောအကျိုးဆက်များရရှိမယ်။ခရီးနှင့်ပတ်သက်သောကိစ္စများဆောင်ရွက်အဆင်ပြေခြင်းရှိမယ်။အပြိုင်ဆိုင်ကြားမှာတိုးတက်မယ်။အများကိစ္စများတွင်ဝင်ရောက်ပါဝင်ခြင်းအဖွဲ့အစည်းကိစ္စများတွင်ပါဝင်ဆောင်ရွက်ရခြင်းများကြုံရမယ်။အကျိုးပေးသောအယောင်အညိုရောင်အဝါရောင်မိခိုးရောင်မိုးပြာရောင်ရင်းကြီးစိမ်းရောင်နတ်သာရောင်တို့သည်ဒီရက်အတွင်းမှာကံအကျိုးပေးမြမစေသောအယောင်အသွေးများဖြစ်ပါတယ်။ကောင်းကောင်းစေသောပန်းများမှာတပြေညွန့်တစ်ခွရောင်စုံနှင်းစီပန်းဒဇင်ပန်းခန်းကော်ပန်းတို့ကိုဖျားပန်းကတ်လူ၍တော်၎င်းအလှဆင်ပန်းကိုထိုးပေးခြင်းဖြင့်တော်၎င်းအញ្ញံအဆိုးများကင်းစင်၍ကံပွင့်လန်းစေပါလိမ့်မယ်။ဒီကာလအတွင်းမှာဗရောက်ညွန့်ကိုဖျားပန်းမလူကောင်းမှာအကျိုးပေးသောကဏ္ဍများမှာယခုကာလအတွင်းတနင်္လာနေ့မွေးသူအလုံးတို့သည်အတိတ်နမိတ်ထိုးရ၍တော်၎င်းထိုးခြားသောနမိတ်ရ၍ထီထိုးသောအခါတွင်၎င်းညံခွင့်သုံးချ၍ထီထိုးပါယခုကာလအတွင်းမှာအကျိုးပေးသောကဏ္ဍများမှာ3853ကဏ္ဍများဖြစ်ပါတယ်။ရရရအင်္ဂါနေ့တစ်နေ့တွင်စမူစာ၈ခုကိုအလှူဒါနပြုပါနေရှိဝါရတော်ဟောင်းများကိုရှာဖွေ၍စွန့်ပစ်ပါတနင်္လာနေ့မွေးသူအလုံးတို့သည်တနင်္လာနေ့နနက်6နာရီမှ9နာရီခွဲအကြာတနင်္လာနေ့နနက်ပိုင်းနှင့်ညပိုင်း9နာရီမှ10နာရီခွဲအကြာဗုဒ္ဓနေ့နနက်ပိုင်းနှင့်ညပိုင်း10နာရီခွဲမှ12နာရီကြာကာလများသည်ဝိသေသအခါကောင်းများဖြစ်ပါတယ်မြမရိုးရာအစီအရင်များရရရာများဆောင်ရွက်ရာတွင်၎င်းကာလများကိုအသုံးပြုပါစမ်းပွင့်၍ပြရတတ်ကောင်းစဉ်ရန်လို့ငါဓာတ်ညွန့်သို့မဟုတ်ထနှောင်းညွန့်ကိုဆောင်၍တည်တည်စားသုံးပြီးနောက်ဝတ်စားဆင်၍အိမ်မှထွက်ပါထိုနေ့တနေ့တာအတွင်းပြရဆန်းထူးခြားစွာပွင့်ပါလိမ့်မယ်တနေ့လာသားသမီးများလုံးကိုစိတ်နှဖျားကြမ်းမှချမ်းသာကြပြီးကောင်းကျိုးချမ်းသာများပုံမရရှိကြပါစေတနေ့လာသားသမီးများတွေတိုက်ဆိုင်မှန်ကမှကကွန်မန့်မှာတစ်ခုခုရေးပေးခဲ့ပြီးအခြားသူများလည်းတည်နိုင်ဖို့အတွက်မျှဝေပေးခဲ့နော်ကျေးဇူးတင်ပါတယ်မြမရိုးရာပေရင် channel မှာနာမည်ကြီးပေရင်ဆရာများရဲ့
နေစဉ်ဟောစတမ်းများအပတ်စဉ်ဟောစတမ်းများလစဉ်ဟောစတမ်းများနှစ်စဉ်ဟောစတမ်းများနဲ့ရေဒီယာတို့ကိုပါအချိန်နဲ့တပြေးညီပုံမှန်တင်ဆက်ပေးနေလို့မြမရိုးရပေးတဲ့ channel လေးကို like and subscribe လေးလုပ်ပေးခဲ့ဖို့တောင်းဆိုပါရစေအသစ်တနိုင်သိအောင်လဲဘေးနောက်ခေါင်းလောင်းလေးကိုလည်းနှိပ်ထားပေးခဲ့ဖို့မမေ့နဲ့နော်